Hello အားလုံးပဲမင်္ဂလာပါဒီ Universe ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဒီနေ့တော့မိုးကုတ်မြို့လေးရဲ့အဆုံးဆုံးမှရှိတဲ့လေဦးရက်ွက်ထိမိန်းလမ်းမကြီးအတိုင်းတွားကြမယ်ဗျာအရင်ကအတိုင်းပဲပေါ့ဗျာမြို့ရဲ့အခြေအနေလေးတွေကိုပါတခါတည်းကျွန်တော်နဲ့အတူလိုက်ကြည့်အောင်ကဲခုကျွန်တော်တို့ဂျာနီကန်နဲ့ကန်တော်မိန်းလမ်းမကြီးဘက်ကိုရောက်နေပါပြီဗျာမြင်ရတဲ့အတိုင်းပဲလူတွေလည်းတော်တော်လေးတွားလာနေကြပြီဒီနားလေးကတော့ကျွန်တော်တို့ကားဆက်ကြီးတွေအုံလီစူးစီးတဲ့နေရာလို့ပြောရမယ်ဗျရွှေဘုံသားနဲ့ပိတ်ဆွဲဘက်ချမ်းကိုတော့ထိလိုက်ရင်တော့လာတော်တော်လေးမြင်ရတယ်ဗျမင်းဒရာဘက်နဲ့တော့ရှင်းမယ်ဆိုရင်ဒီဘက်ကပူပြီးစီတယ်လို့မြင်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ပိတ်ဆွဲဘက်မသွားခင်အောင်ချမ်းသာဈေးဘက်ကိုတစ်ချက်လောက်ဝင်ကြည့်အောင်ဗျပန်းချန်ထားဝဲအခြေအနေကတော့မြင်ရတဲ့အတိုင်းပဲဗျတော်လေးကိုနော်ဆိုတော့မြို့လီကသူ့ရှိနေသူအသက်တော်ဝင်နေပါပြီဗျကဲကျွန်တော်တို့အောင်ချမ်းသာဈေးဘက်ကိုရောက်လာပါပြီအရင်လူလေးရင်ချင်းအောင်ချမ်းသာဈေးကိုတကယ်လာခဲ့ရတယ်ဗျကဲကျွန်တော်တို့ပိတ်ဆွဲဘက်ကိုဆက်သွားကြရအောင်ဗျဒီဘက်ချမ်းတော့တော်တော်လေးစီလာပြီလို့ပြောလို့ရပြီဗျဒါပေမဲ့ကျွန်တော်ရဲ့အချိုက်စုနေရာရှိမှာဗျမြို့ပိရက်ွက်ဖြစ်တဲ့လဲဦးရက်ွက်လေးပဲဒီရက်ွက်ဟာမိုးကုတ်မြို့ရဲ့အလားဆုံးရက်ွက်တွေကတခုလို့ကျွန်တော်ကတော့အမြင်ညွှန်းခြင်းတယ်ဗျဘာလို့လဲဆိုတာသိချင်လားခဏလေးစောင့်တော့ကဲလဲဦးထားဝဲကိုကြည့်လိုက်ပါဦးဗျကြောက်အယောင်ဝယ်လို့တဲ့လူတွေအနေနဲ့ကတော့လှုပ်ပြင်းလို့ရပြီဆိုတဲ့အနေထားလေးပါကဲခုနကကျွန်တော်ပြောတဲ့လေဦးရဲ့အလားဆုံးနေရာလေးစီသွားရအောင်ဗျဒီနေရာလေးသွားဖို့ဆိုရင်လမ်းလျှောက်လဲတွားလို့ရတယ်လို့ဆိုင်ကနေလဲအရောက်ကိုရောက်ပါတယ်ဆိုတော့ဒီမှာပေါ့ဗျာဆိုတော့နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြရအောင်